Hello မင်္ဂလာပါကျွန်တော်တို့ကတော့ရွှေစာဆက်စဝယ်မဲ့လူတွေရွှေစာဆက်စဝယ်မဲ့လူတွေမှာရွှေစာဆက်စဝယ်ဖို့အတွက်ဘာတွေလုပ်ရလဲရွှေဆက်ကိုဘယ်လိုမျိုးစဝယ်တင်လဲအဲ့ဒီကိုပြောပြဘယ်လိုလေးစဝယ်တင်လဲဆိုတော့စဝယ်မဲ့လူတွေမှာအရင်ဆုံးကိုယ်တိုင်ကိုကြဆက်လာဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တန်တို့တော့တထုမျိုးစားလေးတွေပစံစီတို့နောက်တစ်ခါရွှေတို့ရွှေလက်စွပ်ဘာဝရွှေခဲတိတိလေးတွေအဲ့အမျိုးလေးယူလာခဲ့ပြီးတော့ကိုယ်တိုင်စမ်းပေါ့နော်ကိုယ်တိုင်စမ်းပြီးတော့မှဒီဆက်ကတော့တဘာဝရွှေရှာနိုင်တယ်ဒီဆက်ကတော့ဘယ်လိုမျိုးပစံစီတွေရှာနိုင်တယ်တန်တွေရှာနိုင်တယ်ဒီဆက်ကတော့တထုမျိုးစားခွဲခြားပြီးတော့ရှာနိုင်တယ်အဲ့လိုမျိုးကိုယ်တိုင်သိရကိုယ်တိုင်သိပြီးတော့မှဒီဆက်ကတော့ရှီအောင်ရှာတဲ့ဆက်ဟိုမှာမိဘဘဘတွေမျိုးတွေရှာနှုတ်ထားခဲ့တာမျိုးရှာတဲ့ဆက်ဒီဆက်ကတော့တဘာဝရွှေရှာတဲ့ဆက်အဲ့လိုမျိုးခွဲခြားသိနိုင်အောင်နော်ပြီးလို့ရှိရင်ကိုယ်တိုင်အနက်ပီစမ်းကြည့်မှာအနက်ပီ1လက်မလား2လက်မလား6လက်မလား1ပီလား2ပီလားကိုယ်တိုင်အနက်ပီကိုစမ်းကြည့်ဒါလိုအပ်တယ်နောက်တစ်ချက်ကဒီဆက်ကတော့တထုမျိုးစားခွဲနိုင်လားဒီဆက်ကတော့တထုမျိုးစားမခွဲနိုင်ဘူးလားဒီဆက်ကတော့အကုန်လုံးမြည်တယ်ဒီဆက်ကတော့မမြည်ဘူးပေါ့အဲ့လိုမျိုးတွေကိုတော့ကိုယ်တိုင်စမ်းပြီးတော့ဝယ်တာပို့ပြီးစိတ်ချတယ်နောက်တစ်ခုကဒီဥမာဗျာမြေကြီးရောက်ထမှာဟိုရွှေရယ်တန်ရယ်တထုမျိုးလေးရှိနေမှာဆိုရင်တချို့ဆက်တွေကဒီတစ်ချိန်ရမ်းလိုက်တာနဲ့တန်ဆိုရင်တန်ရွှေတန်ဆိုရွှေတန်အဲ့လိုမျိုးလေးတထုတန်ဆိုတထုတန်လေးအဲ့လိုမျိုးတွေခွဲခြားနိုင်တယ်အဲ့လိုရမ်းလိုက်တာကိုနဲ့အဲ့လိုတန်မျိုးစုံတွေထွက်သွားတယ်တချို့ဆက်တွေကြတာမခွဲနိုင်အောင်တော့ဆိုလို့ရှိရင် recovery speed ပေါ့ recovery speed ကိုခွဲခြားနိုင်တယ်မြန်တယ် recovery speed မြန်တယ်ဆိုရင်ပိုရတယ်เนาะအဲ့လိုမျိုးလေးစမ်းနိုင်တယ်နောက်တစ်ခါတချို့ရွှေရှာဆက်တွေကြတော့ကျွန်တော်ခွင့် EMI electromagnetic interference အဲ့ဟာလည်းမျိုးတွေကြည့်တယ် auto လုပ်ပြီးတယ်တချို့ဆက်တွေကြတော့မလုပ်ပြီးနိုင်ဘူးအဲ့လို auto လုပ်နိုင်တဲ့ဆက်မျိုးဆိုလို့ရှိရင်တော့သုံးဆွဲသူ user ပို့ပြီးလွယ်ကိုသုံးနိုင်เนาะအဲ့ဒါမျိုးလေးတွေသိဖို့လွယ်တယ်နောက်ကဒီ target ကို audio response လုပ်တဲ့အခါကျလို့ရှိရင်လည်း target ကိုတချို့ဆက်တွေဆိုရင် digital number နဲ့ပြတယ်တချို့ဆက်တွေဆိုရင် magnetic trace နဲ့ပြတယ်တချို့ဆက်တွေဆိုရင်အတန်နဲ့ပြတယ်အဲ့လိုမျိုးတွေကဆက်မျိုးမျိုးမှရှိတယ်เนาะဒီဆက်လေးတွေကတော့ငါ digital နဲ့ပြတာကြိုက်တယ်ဆိုရင် digital နဲ့ပြတဲ့ဆက်ကိုယူတချို့အတန်နားထောင်ပြီးတော့မှယူတဲ့ဟာမျိုးအတန်နားထောင်တဲ့ဆက်ကိုယူအဲ့လိုမျိုးလေးယူတာဒါမျိုးရွေးချယ်ပြီးတော့မှဒီကိုယ်တိုင်ရွေးချယ်မှသာရင်ဘယ်ဆက်ကိုကိုယ်အတွက်စိတ်ကြည်နေဆိုတာသုံးနိုင်မလဲဆိုတာသိရမယ်เนาะဒါမျိုးလေးတွေအများကြီးမျှဝေစရာလေးရှိပါတယ်ဗျကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့